တခါတလေမှာကျွန်တော်တို့ဘေးနားမှာရှိနေတဲ့သူကကျွန်တော်တို့လုံးဝမသိနိုင်တဲ့လောကချက်တွေကိုဖုံးကွယ်ထားတတ်ကြပါတယ်ဒီနေ့ပြောပြပေးသွားမှာတော့ယူထားပြည်နယ်က Margaret Husman ဆိုတဲ့အမျိုးသမီးတစ်ယောက်အကြောင်းပါသူမရဲ့ပတ်ဝန်းကျင်မှာတော့တာမန်အင်ရှင်မတစ်ယောက်ချစ်စရာကောင်းတဲ့သမီး၃ယောက်ရဲ့မိခင်တစ်ယောက်ဖြစ်ပဲအားလုံးကမြင်ခဲ့ကြတာပါ2014ခုရဲ့နေ့တစ်နေ့မှာတော့သူမနေနေတဲ့အိမ်ရဲ့ကိုယ်တော်ထဲကနေအားလုံးကိုတုန်လှုပ်သွားစေမယ့်အမှန်တရားတစ်ခုပေါ်ထွက်လာခဲ့ပါတယ်မင်္ဂလာပါကျွန်တော်ကတော့ The Hidden Truth ကကိုစင်မဲ့ဖြစ်ပါတယ်ကျွန်တော်ပြန်တွေ့ကြပြန်ပြီကျွန်တော်ဒီနေ့မှာ Margaret Husman ရဲ့ဖြစ်ရပ်ကိုအခြေခံပြီးတော့လူရဲ့စိတ်ရနှဆိုင်တဲ့ပျက်စီးမှုတွေနဲ့မိုးရစေးဝါကလူတစ်ယောက်ရဲ့အမှားမှန်တွေကိုဝေဖန်ပိုင်းခြားနိုင်စွမ်းဘယ်လိုတောင်ဖျက်ဆီးဖြစ်တယ်လဲဆိုတာကိုပညာပေးရှုထောင့်ကနေအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီမှုကကျွန်တော်တို့ကိုလူမှုပတ်ဝန်းကျင်မှာတူးနဲ့တူပြန်လည်ဂရုစိုက်ဖို့ဘလောက်တောင်အရေးကြီးသလဲဆိုတဲ့သင်ခန်းစာကိုပေးသွားပါလိမ့်မယ်2014ခုနှစ်ဧပြီလ12ရက်နေ့မနက်10:00နာရီဝန်းကျင်မှာယူတာပြည်နယ်ရဲ့တိတ်ဆိတ်တဲ့မြို့လေးတစ်မြို့ဖြစ်တဲ့ Pleasant Grove ကနေတုံလုံးခြောက်ခြားစရာကောင်းတဲ့ဖုံးခေါ်ဆိုမှုတစ်ခုရဲစခန်းစီရောက်လာခဲ့ပါတယ်ဒီမြို့လေးဟာလူဦးရေ4000တောင်မပြည့်တဲ့အေးအေးချမ်းချမ်းရှိလာတဲ့နေရာလေးတစ်ခုပါအခင်းဖြစ်ပွားရာအိမ်ကိုကြည့်လိုက်ရင်အသစ်ဆက်ဆက်နဲ့တရရရှိလာပြီးအိတ်ခမ်း3ခန်းပါတဲ့အိမ်လေးတစ်လုံးပေါ့ဒါပေမဲ့ဒီအိမ်ရဲ့ခြံဝန်းထဲမှာတော့ပစ္စည်းတွေကဖျို့ဖျဲဖြစ်နေခဲ့ပါတယ်ဒီအိမ်ကိုဒိုင်ယန်ဝက်ဆိုတဲ့အမျိုးသားပြန်ရောက်လာခဲ့ပါတယ်သူကမွေးရစေးဝါမှုနဲ့ထောင်ဒဏ်9နှစ်ကြာခံရပြီးအခုမှပြန်လည်လွတ်မြောက်လာသူပါသူထောင်မကြခင်တော့ဒီအိမ်မှာသူ့ရဲ့ဇနီးဒီ Margaret Husman ပြီးတော့သူ့ရဲ့သမီး3ယောက်နဲ့အတူနေထိုင်ခဲ့ဦးပါတယ်ဒိုင်ယန်ဟာ2015ခုနှစ်ကစိတ်ကြွဆေးပြားထုတ်လုပ်မှုမှာသုံးတဲ့ဓာတုပစ္စည်းတွေလက်ဝယ်ထားရှိမှုနဲ့အဖမ်းခံခဲ့ရတာပါသူကတော့သူ့မှာအပြစ်မရှိဘူးလို့အငြင်းအငင်းဆိုနေပေမဲ့ဥပဒေအရအပြစ်ပေးခံခဲ့ရပါတယ်ဒီနေရာမှာကျွန်တော်တခုပြောချင်တာမူဝေစေးဝါဆိုတာလက်ဝယ်တွေးရှိတာနဲ့အမေးမြတ်မရှိပဲဒီဒိုင်းလိုမျိုးထောင်ချခံရတာမျိုးဖြစ်နိုင်တာကြောင့်ဒီလိုဟာတွေနဲ့လုံးဝမပတ်သက်မိစေဖို့ကျွန်တော်တိုက်တွန်းပါရစေ။ Okay ဆက်ပြောရရင်တကယ်တော့ဒီအိမ်ကဒိုင်းရဲ့မိဘတွေပိုင်တာပါ။ဒိုင်းထောင်ချနေတော့မှမိကန်ဖောက်ပြန်မှုကိုတည်သွားတဲ့သူ့ရဲ့ရောက်ခမတွေကသူမကိုအိမ်ပေါ်ကနေဆင်းခိုင်းခဲ့ပါတယ်။ဒါကြောင့်2011ခုနှစ်မှာမိကန်ဟာကလေးတွေကိုထားခဲ့ပြီးတော့ Wesley City ကသူမရဲ့မိခင်နဲ့အတူခဏတာတွားရောက်နေထိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဒီသူ့ရဲ့ရီးစားအသက်ပေါ့နော်ရီးစားအသက်ကိုပြောင်းရွှေ့နေထိုင်ခဲ့တယ်မိခင်ကတော့သူမရဲ့သမီးကိုအေးစစ်စစ်နေတတ်သူရာကိုလှုပ်ဝက်တတ်သူလို့သိထားပါတယ်မိခင်နဲ့ဒိုင်းတို့ကအထက်တန်းကျောင်းထဲကချစ်ကြိုက်ခဲ့ကြပြီးငငယ်ရွယ်နဲ့ပဲလက်ထက်ကမိသားစုဘဝကိုစတင်တည်ထောင်ကြသူတွေပါဒီလိုအချိန်တွေကြာလာတဲ့မြတ်သူတို့နှစ်ယောက်ရဲ့ဘဝတွေကိုမိုးရစေးဝါးတွေစိတ်ဝင်လာခဲ့ပါတယ်အထူးသဖြင့်မိခင်စိတ်ကြွဆေးရဲ့ကြေးကြုံဖြစ်လာပြီးတော့သူမရဲ့ဘဝမှောင်မိုက်တစ်ထက်မှောင်မိုက်လာခဲ့ပါတယ်သူမဟာစိတ်ကြွဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားရတယ်လို့ဆေးဆွဲမှုကြောင့်အလောက်ကပါထုတ်ပယ်ခံခဲ့ရပါတယ်နောက်ပိုင်းမှာမိုးရစေးဝါးကိုဖျက်နိုင်ခဲ့ပေမဲ့သူမဟာရဲကိုလွန်ယုံပြောင်းလဲဆွဲလန်းသွားပြန်ပါတယ်2012ခုနှစ်မှာသူမရဲ့ဖခင်ဖြစ်သူကိုအဆုံးစီရင်သွားတဲ့ဖြစ်ရပ်ကသူမကိုပိုပြီးလမ်းပြောင်းစေခဲ့ပုံရပါတယ်အဲ့ဒီအချိန်မှာရဲကိုသူပိုပြီးဆွဲလန်းလာတော့ပါတယ်2014ခုနှစ်မှာဒိုင်နဲ့သူမဟာလမ်းခွဲခဲ့ကြတာကြာပြီဖြစ်တဲ့အတွက်ကြောင့်ဒိုင်ကသူ့ရဲ့အသုံးဆောင်တွေကိုတင်စီဖို့အတွက်အိမ်ရကိုတော်ကိုပြန်လာခဲ့ပါတယ်။အဲ့မှာပဲသူကနှာခေါင်းထဲမှာအနှံပြင်းပြင်းတစ်ခုကိုစတင်ရလိုက်တယ်။အနှံ့သူ့ရှိမှရှိတဲ့စက်ကူဖာတက်တာတစ်ခုစီကနေလာနေတာပါ။အဲ့ဒီတက်တာကတော့အပေါ်မှာမိကန်ရဲ့ကလေးအသုံးဆောင်များဆိုတဲ့စာနဲ့ရေးထားပြီးတော့တိတ်တွေနဲ့တေချာပိတ်ထားတာဖြစ်ပါတယ်။ဒိုင်ကအဲ့ဒီတိတ်တွေကိုခွာပြီးကြည့်လိုက်တဲ့အခါမှာတော့သူဘယ်တော့မှမေးလို့မရနိုင်တော့မဲ့မြင်ကွင်းတစ်ခုမြင်လိုက်ရပါတယ်ပလတ်စတစ်အိတ်တစ်ခုထဲမှာအသက်မဲ့နေတဲ့ကလေးငယ်တူရဲ့ပုံရိပ်ကိုသူတွေးလိုက်ရတာပါထိတ်လန့်သွားတဲ့ဒိုင်ကမိကန်စီကိုဖုံးဆက်ပြီးမိတဲ့အခါမှာတော့သူမကဒိုင်ထောင်ကျနေတော့မှသူမမွေးဖွားခဲ့တဲ့ကလေးလေးဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်ကလေးကအသက်မပါပဲမွေးလာတာမို့လို့ကြောက်လန့်ပြီးဒီလိုတင်းစီထားတာဖြစ်ကြောင်းကိုသူမကသူ့ရဲ့ယောက်ျားကိုပြန်ပြောခဲ့ပါတယ်ဒိုင်ကချက်ချင်းပဲအဲ့ဒီပြည်နယ်ရဲ့အာဏာပိုင်ရဲတွေစီကိုဖုံးဆက်အကြောင်းကြားခဲ့ပါတယ်ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီးကြာမှအိမ်ကိုပိတ်ဆို့စစ်ဆေးခဲ့ပါတယ်မိကန်စီကိုတားရောက်စစ်ဆေးတဲ့အခါမှာတော့သူမကအရန်ကိုတုန်လှုပ်နေခဲ့ပါတယ်သူမရဲ့အိမ်နီးချင်းတယောက်ရဲ့ဆိုရဆိုရင်မိကန်ကအဲ့ဒီအချိန်မှာသူ့စီကနေတလက်တောင်တောင်းပါသေးတယ်လို့ကြားမိပါသေးတယ်မိကန်ကရဲစခန်းရောက်တော့လေကလေးကအသက်မပါပဲမွေးလာတာပါလို့ထပ်ခါထွက်ဆိုနေတာပါဒါပေမဲ့အဲ့ဒီအိမ်ကိုဆက်လက်ရှာဖွေတဲ့အခါမှာတော့ဘယ်သူမှမခံမနိုင်တဲ့အမှန်တရားတစ်ခုပြီးတစ်ခုပေါ်ထွက်လာပါတော့တယ် Darren West had just finished serving a 9-year prison sentence and was ready to start his new life with his 3 girls. Current owners of the home called the police on Saturday after finding a while clearing out their garage. Some family members of the residents were cleaning out the garage, came across a suspicious package, had kind of a pungent found odor. in a home that had been owned by the same family for years. They were well known. ကိုရောင်ထဲမှာဒိုင်ရင်သွေးခဲ့တဲ့ကလေးငယ်တိုးခဲ့တဲ့မဟုတ်ပဲနဲ့ရဲတွေဆက်လက်ရှာဖွေတဲ့အခါမှာတော့တစ်ခုပြီးတစ်ခုထွက်ပေါ်လာတဲ့လှုပ်ဝက်ချက်တွေကြောင့်တိမ်လုံးကအီဆက်တုံလုံးစရာကောင်းလာခဲ့ပါတယ်
ညနေတော့ွားတွေအင်ဂျီဟောင်းတွေနဲ့ပလတ်စတစ်အိတ်တွေထဲမှာထုတ်ပိုးထားတဲ့နောက်ထပ်ကလေးငယ်6ဦးရဲ့ရုပ်ပုံတွေကိုစက်ကူဘာမျိုးမျိုးထဲမှာထပ်မံတွေ့ရှိခဲ့ရပါတယ်။ဒီမြင်ကွင်းကဘလောက်တောင်ဝမ်းနဲ့ကြေပွဲကိုကောင်းလဲဆိုရင်ဒီအခင်းဖြစ်နေအောင်ကိုစစ်ဆေးနေတဲ့ဆုံနှောင်းနဲ့ဒီရဲမှုမိုက်ကယ်ရောဘတ်စ်တို့တောင်ဘယ်တော့မှမေးနိုင်တော့မှမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။ဒီအပြစ်မဲ့ကလေးငယ်တွေကိုဘသူကဘာကြောင့်ဘလို့နည်းနဲ့လုပ်ခဲ့လဲဆိုတာကိုသိနိုင်မှုအတွက်ဆေးဘက်ဆိုင်ရာစစ်ဆေးရုံးစီကိုချက်ချင်းပေးပို့ခဲ့ရပါတယ်။ဒီလိုရင်ခွဲမတက်ဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်ကိုရှာဖွေတွေ့ရှိပြီးရှန်နေငယ်ကြောင်မှာပဲတကဘာလုံးဟိုးလေးတကြောသွားစီမဲ့ဖမ်းဆီးမှုတစ်ခုပြုလုပ်နိုင်ခဲ့ပါတယ်။ Megan Huntsman was arrested and booked into the Utah County Jail on suspicion of 6 counts of Sunday while the investigation continues. အခုဆိုရင် Megan Huntsman ဟာပထမဆင့်လူသက်မှု6ခုနဲ့တရားစွဲဆိုခံထားရပြီးတော့သူမကိုသူမအဆုံးစီရင်တာမျိုးတွေမလုပ်နိုင်အောင်အချင်းတော်ထဲမှာအနီးကပ်စောင့်ကြည့်ခံနေရပါတယ်။ session နဲ့တိုင်ဖုံးခွေထားတဲ့ဒီတုံလှုပ်စရာကောင်းတဲ့လှုပ်ဝက်ချက်ကြီးကနောက်ဆုံးမှာတော့အလင်းလေးကိုရောက်လာခဲ့ပါပြီ။ DNA စစ်ဆေးချက်အရကိုရောင်နဲ့ကလေးတွေအားလုံးဟာ Megan ရဲ့ရင်သွေးတွေဖြစ်ကြောင်းဒီပြုနိုင်ခဲ့ပါတယ်။ပိုပြီးစိတ်မကောင်းစရာတစ်ခုကဒီကလေးတူကအသိမွေးလာတာဖြစ်ပေမဲ့ကျန်တဲ့ကလေး6ဦးကတော့ဒီလူလောကကြီးတွေကိုရောက်လာပြီးမိနစ်ပိုင်းလိုမှအသက်ဆုံးရှုံးခဲ့ရတာပါ။အထဲမှာမိန်းကလေး9ဦးနဲ့ယောက်ျားလေး2ဦးပါဝင်နေခဲ့ပါတယ်။ပိုပြီးထူးဆန်းစရာကောင်းတာရဲတွေကကလေးငယ်တွေရဲ့ဒီရုပ်ပုံလွှာလေးတွေကိုတစ်ခုထပ်မကတွေ့ရှိတဲ့အကြောင်းပြောတဲ့အခါမှာတော့မိကန်ကသူမကိုယ်တိုင်အောင်ဗတင်ရောက်ရှိနေလဲဆိုတာကိုတော့ဇဝေဇဝါဖြစ်နေတဲ့ပုံစံမျိုးပြသခဲ့တာပဲဖြစ်ပါတယ်။အမှုစစ်ဆေးမှုတွေတဖြည်းဖြည်းနှဆိုင်လာတဲ့အခါမှာတော့လူတိုင်းသိကျင်နေကြတဲ့မေးခွန်းတစ်ခုရှိပါတယ်။အဲ့ဒါဘာကြောင့်လဲဆိုတာပါပဲ။မီဂန်ကသူမရဲ့လုပ်ရက်တွေနဲ့ပတ်သက်ပြီးတော့ဆုံနောက်တွေကိုနောက်ဆုံးမှာဝန်ခံခဲ့ပါတယ်။သူမရဲ့ပြောကြားချက်အရသူမဟာမူရစေဝါနဲ့ရက်တွေချားမှာပဲသူမကိုသူမတောင်ထိန်းချုပ်မရနိုင်တဲ့အထိဘဝဖျို့ဖျဲဖြစ်နေခဲ့တာပါ။သူမရဲ့ရင်သွေးလေးတွေကိုသူမပေးနိုင်မဲ့ဆိုးရတဲ့ဘဝမျိုးမကြုံတွေ့ရလေအောင်ကူညီခဲ့ချင်တာလို့ဆိုပါတယ်။သူမကကျမရဲ့ရင်သွေးလေးတွေစီကနေအသက်ရှင်ခွင့်အခွင့်အရေးကိုကျမလူယူခဲ့မိတာပါလို့သူမနောင်နာတရားနဲ့ဝန်ခံခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကသူမရဲ့စိတ်အာရုံကအမှားမှန်ကိုမခွဲခြားနိုင်တော့ဘဲနဲ့နောက်တစ်ချိန်မူရစေသုံးဆွဲဖို့ပဲအမြဲတမ်းအာရုံစိုက်နေခဲ့တာပါ1996ခုနှစ်ကနေ2006ခုနှစ်အတွင်းမိကန်9ကြိမ်တိုင်ကိုဝင်ရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကယူဆထားပါတယ်။ဒါပေမဲ့သူမကဘယ်တော့မှစေးုံတက်ခဲ့တဲ့မှတ်တမ်းမရှိဘဲနဲ့အိမ်မှာတင်တက်စိတ်မွေးဖွားခဲ့တာပါ။အဖြစ်ဆိုးကတော့အသေးမွေးလာခဲ့တဲ့ကလေးတူကလွယ်ပြီးကျန်တဲ့ကလေးတွေအားလုံးဟာလူလောကကိုရောက်လာပြီးမိနစ်ပိုင်းအတွင်းမှာသူမရဲ့လက်ချက်နဲ့ပဲအသက်ပြောက်ခဲ့ရတာဖြစ်ပါတယ်။နန်းသက်တွေမထောက်အောင်နီးမျိုးစုံနဲ့ဖုံးကွယ်ပြီးတော့ဒီရာဝတ္ထုတွေကြားမှာထုတ်ပိုးပြီးကိုတောင်ထဲမှာဆယ်စုနှစ်တစ်ခုကြာအောင်ဝတ်ထားခဲ့တာပါပြီးရင်တော့သူမကဘာမှမဖြစ်သလိုပဲသူမရဲ့ဒီနေ့စဉ်ဘဝကိုသူ့ရဲ့ပတ်ဝန်းကျင်ကြားထဲမှာဆက်ပြီးဖြတ်တန်းနေခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းတာတစ်ခုကသူ့မှာအခုထိအသက်ရှင်နေထိုင်နေတဲ့သမီး3ယောက်ရှိနေပါသေးတယ်ဒါကြောင့်ကျန်တဲ့ကလေးတွေကိုကြားတော့ဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲလို့စုံနောက်တွေကမေးတဲ့အခါမှာတော့အဖေကစိတ်ကြွစေးတွေစီကိုပဲဦးတည်နေခဲ့တာပါပထမသမီး2ယောက်ကိုတော့ဆေးမဆွဲခင်မှာမွေးဖွားခဲ့တာဖြစ်ပြီးတော့တတိယသမီးကိုဝင်ရှိချိန်မှာတော့သူမဆေးပြင်းထန်ဆွဲနေပြီဖြစ်ပေမဲ့လူသိများနေတာကြောင့်ဆက်မွေးခဲ့ရတယ်။အဲဒီနောက်ပိုင်းကိုဝင်နေမှာတော့သူမဘလို့မှမပြောခဲ့သလိုတီးသွားတဲ့သူတချို့ကိုလည်းသူ့ရဲ့ကိုဝင်ပြတ်ကျသွားပြီလို့လိန်ညာခဲ့ပါတယ်။သူကဆယ်စုနှစ်တစ်ခုကျော်ကြာအောင်မွေးရဆွေးကိုပဲအရာရာထက်ဦးစားပေးပြီးတော့တော်တော်အတ္တကြီးခဲ့တယ်လို့ဆိုရပါမယ်။ body တွေကိုကိုရောင်ထဲမှာဖယ်ရှားခြင်းပဲမဲ့လေသူဘန်းကန်မှာကြောက်တာကြောင့်ဘလို့မှလုံးမရပဲနဲ့ဒီတိုင်းမသိပဲထားခဲ့လိုက်တာလို့ဆိုတယ်။မိကန်ရဲ့ပြောကြားချက်အရဒါတွေကသူမတယောက်ထဲလက်ချက်ဖြစ်ပြီးတော့အခြားဘယ်သူမှပေါဝင်ပတ်သက်ခြင်းမရှိဘူး။ body တွေကိုကိုရောင်ထဲကနေဖယ်ရှားခြင်းပဲမဲ့လေအဖမ်းခံရမှာကြောက်တာကြောင့်ဘလို့လောက်ရမလဲမသိပဲနဲ့ထားခဲ့တာလို့ဆိုပါတယ်။အခုဒီဗီဒီယိုဖိုင်ကတော့သူ့ရဲ့အိမ်ကြီးချင်းတွေကိုသတင်းတောက်တွေကိုယ်တိုင်သွားမိများထားတဲ့ဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်။ဒီကြည့်လိုက်အောင်Several neighbors on this street who say not only is it shocking, not only is it disturbing, but it's just very sad because they knew her very well. Quite frankly, I'm still in a state of shock. We were wondering what the heck is going on. Yeah, we were worried about her because we could see that she was not looking in good health. And we were worried about the children that lived there. With her, her 3 daughters lived there. The Hawkers say the answers only created more questions, like how Huntsman had allegedly hid 7 different pregnancies from the tight-knit community. She always looked kind of slim. To have this many babies full term, it's like, where were they? လူများစုကတော့နှစ်တီတောင်6မှာဒီမီဂန်ရဲ့ကို4ချိန်တက်ကြဖြစ်နေတာကိုတတိထားမိကြပေမဲ့သူမမှာကိုဝင်လုံးဝရှိနေလိမ့်မယ်လို့မထင်ထားခဲ့ကြပါဘူးဒီဖြစ်ရဆိုပြီးဖက်ပေါ်လာတဲ့အခါမှာတော့ဒိုင်ရဲ့မိသားစုတွေကကျွန်တော်တို့အားလုံးထိတ်လန့်တုန်လှုပ်နေရပါတယ်ဒီလိုဝမ်းနည်းစရာကောင်းတဲ့ဆုံးရှုံးမှုတွေအတွက်ကြေကွဲရတယ်လို့ဆိုရတဲ့အခြေအနေတွေကိုအတူတူဖျက်ကျော်နိုင်မှုစူးစမ်းနေပါတယ်လို့ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်မ
မိကန်မှာဖောက်ပြန်မှုတွေရှိခဲ့တာကြောင့်ကလေးတွေကသူ့ရဲ့ရှင်သွေးတွေဟုတ်မဟုတ်ကိုဒိုင်ရန်တန်ရရှိခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းစစ်ဆေးချက်တွေအရတော့ဒီအသက်မဲ့နေတဲ့ကလေး9ဦးလုံးရဲ့အဖေကဒိုင်ဖြစ်ကြောင်းသူပြုနိုင်ခဲ့ပါတယ်။ဒါကိုရဲတွေကပြောပြတာကတော့သူမကိုဝင်ရှိနေခဲ့တာကို2ချိန်လောက်ပဲသူသိခဲ့ဘူးလေပေါ့။အဲ့ဒါကိုလည်းမိကန်ကသူကိုဝင်ပြတ်ကျသွားတယ်လို့လင်ညာခဲ့တာကြောင့်ဒီသူ့ရဲ့ယောက်ျားယုံကြည်ခဲ့တယ်လို့ပြန်ပြောလာတယ်။အာနာပိုင်ရဲတွေကလည်းဒီဒိုင်ကိုဒီဖြစ်ရပ်တွေကိုကြိုတင်သိရှိခြင်းမရှိဘူးလို့ယူဆထားသလိုသူ့မှာအပြစ်ရှိကြောင်းနဲ့ခိုင်လုံတဲ့သက်သေတွေလည်းမတွေ့ရှိကြကြောင်းသူ့ကိုတန်တရားရှိတဲ့သူဖြစ်သတ်မှတ်ခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့လူတိုင်းကတော့ဒီလောက်အများကြီးကိုသူဘာလို့မသိနိုင်မှာလဲလို့ဆိုပြီးမိကုန်းတွေထုတ်ခဲ့ကြပါတယ်။ဒီပေါ်မှာရဲမှုကတော့ဒီမိကုန်းကလူတိုင်းသိကျင်နေတဲ့ဒီအဖြေရခတ်တဲ့မိကုန်းကြီးလို့ဆိုပြီးတော့တုံ့ပြန်ခဲ့ပါတယ်။ပိုပြီးအောင်ဝစရာကောင်းတာအိမ်မှာအတူနေထိုင်နေသူမရဲ့အရွယ်ရောက်ပြီးသားဒီသမီး3ယောက်တောင်မှသူတို့အမိမှာကိုဝင်ရှိနေတာကိုတတိမထားမိခဲ့ကြတာပါပြည်စင်တစ်ခုမှဆိုရင်မိကန်ကဒီပေါ်ထက်ရေချိုးကန်းထဲမှာအသက်ကိုနှုတ်ယူခဲ့တဲ့အချိန်သူမရဲ့မိသားစုဝင်တွေကအောက်ထပ်မှာရှိနေကြတာတောင်ဒီဘာမှမရိပ်မိခဲ့ကြဘူးပေါ့ဒါကမိုးရစေဆွဲလန်းမှုရဲ့ဖုံးကွယ်တတ်တဲ့စိန်ပိုင်းဆိုင်ရာအခြေအနေတွေကဘလောက်တောင်ကြောက်စရာကောင်းလဲဆိုတော့ပြသနေတာပဲဖြစ်ပါတယ်မိကန်ရဲ့ဒီတရားရုံးကြားနာပွဲစတင်တဲ့အချိန်မှာတော့သူမကအခြေချင်းလက်ချင်းတွေနဲ့ရောက်လာခဲ့ပြီးတော့ရှင်းနေနေစကားပြောတဲ့အချိန်မှာလည်းအကျမ်းမြင်ကိုပဲစိုက်ကြည့်နေလေးရှိပါတယ်။သူမကိုကလေးတဦးအတွက်ဒေါ်လာ1 သန်းနှုန်းနဲ့စုစုပေါင်းအာမခံကြေးဒေါ်လာ6 သန်းသတ်မှတ်ပြီးတော့ထိန်းသိမ်းထားခဲ့ပါတယ်။မိကန်ရဲ့ရှင်းနေဖွဲ့ရတော့ဒီတရားစီရင်လုပ်ငန်းစဉ်တွေကိုအများဆုံးပြီးပြတ်စေဖို့ပဲကြိုးစားနေကြတာပါ။ Yeah, we've spoken about the idea that the state has some pretty serious accusations that they intend to bring. I've spoken with her about the delay. 2 weeks, she's concerned that that's fairly long. In the balance of interest, I think if the state is at all able to file something sooner, we would prefer that. ဒီလောက်ထိတုံလုံးဆရာကောင်းတဲ့အမှုဖြစ်နေပေမဲ့မိကန်ကတေရန်နဲ့တော့ရင်ဆိုင်ခဲ့ရခြင်းမရှိခဲ့ပါဘူး။အကြောင်းရင်းကတော့သူမရဲ့လောက်ရကဒီ1996ခုနှစ်နဲ့2006ခုနှစ်ကြားမှာဖြစ်ပွားခဲ့တာကြောင့်ဖြစ်ပါတယ်။ယူတာပြည်နယ်ရဲ့ဒီဥပဒေမှာ2009ခုနှစ်ကြားမှာပြောင်းလဲခဲ့တာဖြစ်ပြီးတော့အဲ့ဒီနောက်ပိုင်းမှာသာအခုလိုကလင်းငယ်တွေပေါ်ကျူးလွန်တဲ့အမှုတွေကိုတေတံထိပြတ်တံပေးနိုင်တာဖြစ်ပါတယ်။တရားလိုရှိနေဒီဂျက်ဖာမိုင်းကတော့မိကန်ကိုအလွန်မင်းအေးဆက်ပြီးတော့စာနာစိတ်လုံးဝကင်းမဲ့တဲ့အမျိုးသမီးတစ်ယောက်လို့လည်းဖော်ပြခဲ့ပါတယ်။ဒီမှုကိုစီရင်ချက်ချခဲ့တဲ့တရားသူကြီးကဒီအစားတုန်းကလည်းရှာဖွေဝယ်ရန်ကိုလက်မှတ်ထိုးပေးခဲ့တာလည်းဖြစ်ပါတယ်။ तू ကဒီမှုကိုစစ်ဆေးရမယ့် तू ကကျွန်တော်မဖြစ်ပါစေနဲ့လို့ तू ဆူတောင်းမိခဲ့တယ်ပေါ့နော်။အဲ့လိုမျိုး तू ပြန်ပြောလာတယ်။ तू ကရာဇဝတ်မှုပေါင်းများစွာကိုမြင်တွေ့ခဲ့ဖို့ तू ဖြစ်ပေမဲ့ဒီမှုနဲ့ကြုံလိုက်တဲ့အခါမှာတော့အခုထိတိုင် तू လန့်နေတော့မယ်လို့လည်းဆိုလာခဲ့ပါတယ်Is this shy, timid girl was capable of this? The person I know is not the same girl that the media portrayed her to be. Depression and alcohol took a hold of me the same way. I cannot give a reasonable answer why I was capable of such a sick and heinous crime. I held my secret for 18 years. တရားလိုဘက်ကတော့ပြည်ထန်တွေကိုတပြိုင်နက်ကြားခံစေဖို့အကြံပြုခဲ့ပေမဲ့တရားသူကြီးကတော့ဒါကိုလက်မခံခဲ့ပါဘူး။သူကပြည်ထန်တွေကိုတစ်ခုပြီးမှတစ်ခုစင်ငဲကြားခံစေဖို့ပဲဆုံးဖြတ်ခဲ့ပါတယ်။ဆိုလိုတာကတော့ဗျာဒီမိကန်ကထောင်ထဲမှာနှစ်ပေါင်းများစွာပို့ပြီးတော့ကြာရှည်စွာနေထိုင်သွားမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ခုနပြောတဲ့သူတို့ရဲ့အမှုကိုကိုင်နေတဲ့တရားသူကြီးပဲဖြစ်ပါတယ်။ကြည့်လိုက်အောင် So I do think that it's appropriate that 3 of the charges run consecutively in this matter, and we can concur with the other charges. ဒီယူတာပြည်နယ်ရဲ့လူငင်းချမ်းသာခွင့်အဖွဲ့ကသူမရဲ့ခံဝင်လျှောက်ထားချက်ကိုလည်း2064ခုနှစ်ကြာမှပြုလုပ်ဖို့သတ်မှတ်ခဲ့ပါတယ်။နောက်ထပ်နှစ်40လောက်တော့သူထပ်နေအောင်ပဲဗျ။အဲ့ဒီချိန်မှာဒီမိကန်အသက်89နှစ်ရှိနေမှာဖြစ်ပါတယ်။သူကရှိနေ Jeff ကတာမန်ကတော့သူမရဲ့ကြံရှိတဲ့ဘဝတတန်တစ်လျှောက်လုံးထောင်ထဲမှာပဲကုံဆုံးသွားလိမ့်မယ်လို့ယုံကြည်နေပါတယ်။ It's been horrible for our department, and some of the things that officers saw in that garage they can't unsee, and it was very, very emotionally tough on many of our officers. ဒီလိုတုံလုံးစရာကောင်းတဲ့အမှန်တရားတွေပေါ်ထွက်လာပေမဲ့မိကန်ရဲ့သမီး3ယောက်ကတော့တရားရုံးမှာသူတို့မိခင်ဘက်ကနေရက်တီပေးခဲ့ကြပါတယ်။ဘသူတွေပါပဲပြောအမေကသမီးတို့အတွက်အမြဲတမ်းအကောင်းဆုံးမမေပါပဲလို့သူတို့ကထွက်ဆိုခဲ့ကြပါတယ်။နောက်ထပ်သမီးတစ်ယောက်ကလည်းသူမသိတဲ့သူမရဲ့မိခင်ဆိုတာညာတိုင်းညစာမြဲပြင်ပေးပြီးတော့အိမ်ကိုတန်ရှင်းအောင်ထားတတ်တဲ့မိခင်တူတာဖြစ်တယ်လို့မျက်ရည်တွေနဲ့ဖတ်ကြားခဲ့ပါတယ်။မိခင်ရဲ့အမဖြစ်သူနဲ့မိခင်ဖြစ်သူတို့ကလည်းသူမဟာဒီလိုလူတစ်ယောက်မဟုတ်ပဲနဲ့အကြောင်းရင်းမှုတွေကြောင့်လမ်းမရောက်ခဲ့တဲ့သူတူဖြစ်တယ်လို့ခုခံကာကွယ်ပေးခဲ့ကြပါတယ်။တကယ်တော့လူတစ်ယောက်ရဲ့စိတ်ဆိုတာကျွန်တော်တို့ထင်တဲ့အထက်အများကြီးပိုပြီးတော့နည်းနေပါတယ်။
မီဂန်ရဲ့သမီးတွေအတွက်သူမကတကယ်မေတ္တာရှိတဲ့မိခင်တစ်ယောက်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီရဲ့နောက်ွယ်မှာတော့သူမကဘသူ့ကိုမှမပြောခဲ့တဲ့မှောင်မိုက်လုံးနဲ့လှုပ်ဝက်ချက်တွေကိုဆယ်စုနှစ်တစ်ခုကြာအောင်တယောက်တည်းထမ်းပိုးထားခဲ့ပါတယ်စိတ်ပညာရဲ့ကြည့်မှဆိုရင်မွေးဆေးနဲ့ဆွဲလန်းနေရလူတယောက်ရဲ့ပင်ကိုစိတ်ကိုတဖြည်းဖြည်းချင်းဝါးမျိုးလိုက်ပြီးတော့ကိုယ်တိုင်တော့မယုံနိုင်တော့တဲ့အမှားတွေစီကိုတွန်းပို့ပေးတတ်တာကိုဖြစ်ရကတက်တည်ပြနေတာပဲဖြစ်ပါတယ်ဒီဖြစ်ရဟာမီဂန်ရဲ့မိသားစုတွေမဟုတ်ဘဲနဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုပါခြောက်လန့်သွားစေခဲ့ပါတယ်ဒါကိုကျွန်တော်တို့ကမှုခင်းတစ်ခုဆိုတာဒါပို့ပြီးတော့စဉ်းစားကြည့်ဖို့လိုပါတယ်ဒီမှုမှာကျွန်တော်အများနဲ့တွေးမိတာတိတ်ဆိတ်ချင်းရဲ့နောက်ကနေပါလာတဲ့ဝင်တော့ဝင်ဖို့အကြောင်းပါပဲမီဂန်ကသူမရဲ့ပြဿနာတွေကိုဘယ်သူမှမပြောဘဲနဲ့session နဲ့တက်တိုင်းဖုံးခွဲထားခဲ့တယ်လို့ပေါ့ဗျာပတ်ဝန်းကျင်ကလည်းသူမရဲ့အခြေအနေကိုတတိမထားမိပဲနဲ့ဖြစ်နေခဲ့တယ်ဒါကကျွန်တော်တို့ကိုဘာကိုတတိပေးလဲဆိုရင်ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာတုံးနဲ့တူဂယူးဆိုင်ဖို့တခုခုမှားယွင်းနေပြီလို့ခံစားနေရရင်အကူအညီတောင်းမယ်ဒါမှမဟုတ်ရင်ဘေးနားသူတွေနဲ့နွေးနွေးထွေးထွေးကူညီပေးဖို့ဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုပြနေတာပဲဖြစ်ပါတယ်မူရစေဝါတွေကဘဝတွေကိုဖျက်ဆီးရုံနဲ့မဟုတ်ဘဲနဲ့အနာဂတ်မျိုးဆက်တွေရဲ့ခွင့်ရင်းတွေကိုပါလူယူသွားနိုင်တယ်ဆိုတာကိုဖြစ်ရကကျွန်တော်တို့သင်ခန်းစာပေးနေရပဲဖြစ်ပါတယ်အခုကြည့်နေတဲ့သူတွေအနေနဲ့ရောမှုမှာဘယ်သူကအဓိကတာဝန်ရှိတယ်လို့ထင်ကြလဲဗျဖြစ်ရခက်တဲ့မိကုန်းလေးကိုအောက်ကကွန်မန့်မှာဝင်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ်အခုလိုမျိုးကျွန်တော်တို့ရဲ့ဘဝအတွက်သင်ခန်းစာရစေမယ့်ဖြစ်မှန်မှုဝင်းတွေကိုပညာပေးအနေနဲ့တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့The Hidden Truth Channel လေးကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးကြဖို့အားလုံးမေတ္တာရပ်ခံလိုက်ပါတယ်နောက်ဗီဒီယိုမှာအမြန်ဆုံးပြန်တွေ့ချင်ပါတယ် See you ပါ